ဆိုတာကိုသိစေချင်တယ်နော်အခုရွေးကောက်ပွဲကလည်းမင်းအွန်လိုင်းအနိုင်ရဖို့အတွက်အခုချိန်မှာမင်းအွန်လိုင်းကအစိုးရမဟုတ်လို့အစိုးရဖြစ်အောင်လုပ်တဲ့စနစ်ဖြစ်တယ်မင်းအွန်လိုင်းအစိုးရစနစ်ဖြစ်ပြီးစစ်တပ်ကပြန်လဲအုပ်ချုပ်နေပြီးဒါကတွေ့ဝိုက်တဲ့နေနဲ့အုပ်ချုပ်တာဖြစ်တယ်သူတို့ရွေးကောက်ပွဲကလည်းမင်းအွန်လိုင်းကိုတမန်တော်တင်ဖို့အတွက်တွေ့ဝိုက်တဲ့နေနဲ့သူ့ရဲ့ဝန်ကြီးတွေခန့်ထားတဲ့ဒီကော်မတီလာပါလဲအဖွဲ့အစည်းမဲဝင်ရေးတဲ့အဖွဲ့အစည်းတွေဆိုတာသူတို့ကဝန်ကြီးတာဖြစ်လာပြီးတော့သူတို့ရဲ့ဘယ်လိုပြောမလဲကာလုံကနေပြီးတော့တင်မြောက်လိုက်လို့ရှိရင်မင်းအွန်လိုင်းကသမရဖြစ်ဖို့ပဲဖြစ်တယ်ဒါသူတို့ရဲ့အစီအစဉ်ပဲသူတို့ရဲ့အစီအစဉ်အောင်မြင်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်နောက်ပြီးတော့မြန်မာနိုင်ငံဟာတရုတ်ကိုအပိုင်ပေးထားပြီးဖြစ်တယ်အဲ့ဒီတရုတ်အခုလက်ရှိပိုင်တဲ့သူတို့ရွေးကောက်ပွဲလုပ်တဲ့နယ်မြေအားလုံးဟာတရုတ်အပိုင်ဖြစ်တယ်အဲ့ဒါကိုသိဖို့လိုတယ်အရင်တော့ဟိုမနစ်ကတည်းကနေပြီးတော့စကားတစ်ခုရှိထားတယ်မြန်မာနိုင်ငံကတရုတ်ရဲ့စစ်နယ်မြေတလင်းဖြစ်မယ်ဒီတော်လိုင်းရသမားတွေကိုတတိပေးချင်တာကအခုအခြေအနေကအမင်းအွန်လိုင်းကမဲအနိုင်ရသွားပြီးသမဒဖြစ်ပြီးဆိုလို့ရှိရင်ဖြစ်မှာပါဖြစ်လာပြီးဆိုလို့ရှိရင်ပို့ပြီးတော့တိုက်လို့မနိုင်တော့ဘူးဖြစ်တယ်။ဘာဖြစ်လဲဆိုတော့တရုတ်ရဲ့စစ်တပ်ကိုယ်တိုင်ကမြန်မာပြည်ကိုလာရောက်အခြေချနိုင်ခွင့်ရှိသွားပြီဖြစ်တယ်။အခုချိန်မှာသူတို့ကတကယ်တော့သူတို့ကအုပ်ချုပ်နေပေမဲ့လို့သူတို့ကအုပ်ချုပ်နေမဟုတ်တဲ့ရောင်နဲ့မင်းအွန်လိုင်းကအုပ်ချုပ်နေတဲ့ရောင်လောက်ထားပေမဲ့လို့တရုတ်အုပ်ချုပ်နေတာဖြစ်တယ်မြန်မာနိုင်ငံကိုအခုလက်ရှိပဲเนาะအခုမဲနိုင်ရပြီဆိုလို့ရှိရင်တရုတ်ကပွင့်လင်းထင်ရှားသူ့ရဲ့စစ်သားတွေသူ့ရဲ့စစ်တပ်တွေကိုလာချထားမှာဖြစ်တယ်။ဒါတော့မကဘူးထောက်ကုတ်ပစ္စည်းအကုန်လုံးစက်ရုပ်အကုန်လုံးနော်တယံစာတအကုန်လုံးကလည်းတရုတ်ကပိုင်ဆိုင်ထားပြီးဖြစ်တယ်ဆက်လက်ပြီးတရုတ်ဝင်စွာလှုပ်ဆောင်နိုင်ဖို့ပဲလိုတော့တယ်နောက်ကြရင်မြန်မာပြည်ဟာလည်းတရုတ်နိုင်ငံရဲ့ပြည်နယ်တစ်ခုသာဖြစ်သွားလိမ့်မယ်ဒါနော်ဒါအရေးကြီးတယ်နော်အဲ့လိုမျိုးပြင်ဆင်နေပြီဖြစ်တယ်လို့အဲ့ဒီအရေးအကြောင်းကိုပြောပြတာနော်တရုတ်နိုင်ငံဖြစ်တယ်မြန်မာနိုင်ငံကအခုချိန်မှာတော့သူတို့ကဘယ်လိုပြောလဲမြင်သာအောင်အုပ်ချုပ်ခွင့်မရသေးဘူးသူတို့ကမြင်သာအောင်အုပ်ချုပ်ခွင့်ရဖို့အတွက်လှုပ်ဆောင်နေတာဖြစ်တယ်မင်းအွန်လိုင်းကတရုတ်ရဲ့ဂျုံဖြစ်တယ်တရုတ်ရဲ့ဂျုံဖြစ်နေပြီဖြစ်သွားပြီဖြစ်နေပြီလို့အဲ့ဒါကြောင့်ကိုယ့်နိုင်ငံမှာတော်လှန်ရေးသမားကိုကတော်လှန်ရေးသမားဘက်မှမနေဘူးဆိုရင်မင်းအွန်လိုင်းဘက်မှနေတော့သူဖြစ်တယ်တရုတ်ဘက်မှနေတော့သူဖြစ်တယ်အဲ့ဒါကြောင့်မင်းအွန်လိုင်းကတရုတ်ကိုပုံကန်လို့မရဘူးတရုတ်ကနေပြီးတော့တကယ်လို့မင်းအွန်လိုင်းကိုကတိုက်လို့မနိုင်တော့ဘူးဘာဖြစ်လဲဆိုတော့တရုတ်စစ်တပ်ကကူညီမှာဖြစ်တယ်တရုတ်ကိုယ်တိုင်ကအခုကတည်းက drone နဲ့တိုက်ခတ်နေတာဖြစ်တယ်လို့တရုတ်ရဲ့စစ်တိုက်ခိုက်ရေးစနစ်နဲ့သွားနေတာဖြစ်